Shalom ma alo Yeshu Pya Namarogo to be Bunjichin Lonso Pia Pare, look to me. Jaya Tati can chat Lonso le Ayamako Ayapale, look together. Drop your chene yarine let it all lika ye, so Kusanjiro Mita Super Mapia King, Sapiroma Lampia Chen Shibasi, so I go. Jorule, I'm sure who Saprioma, so down being up your pare, look. Man. ဒီနေ့မှာတော့ကျွန်တော်ဒီနေ့ယူဆောင်လာတဲ့နှုတ်ပတ်တော်ခေါင်းစဉ်ကတော့စစ်မှန်သောကိုယ်ွယ်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်ပါတယ်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာထဲမှာစစ်မှန်သောကိုယ်ွယ်ခြင်းရှိဖို့ရန်အတွက်ဘုရားသခင်လိုတော်ရှိတာဖြစ်တယ်ကိုယ်ွယ်ခြင်းအမျိုးမျိုးရှိကြတယ်ပေါ့နော်လောကမှာအမျိုးမျိုးလူတွေကကိုယ်ွယ်ကြတယ်တချို့တွေကဘုရားဆိုပြီးတော့မှတတ်မှတ်တဲ့အရာတွေနော်နေကိုကိုယ်ွယ်တဲ့သူရှိတယ်လကိုကိုယ်ွယ်တဲ့သူရှိတယ်ဘုရားလို့ကိုပြောတဲ့သူတွေရဲ့နောက်ကိုလိုက်တဲ့သူတွေလည်းရှိတယ်အမျိုးမျိုးကိုယ်ွယ်ကြတယ်အခုချိန်မှာကျွန်တော်တို့စစ်မှန်သောကိုယ်ွယ်ခြင်းစစ်မှန်တဲ့အရာကိုကိုယ်ွယ်ဖို့ဆိုတာအင်မတန်မှလိုအပ်တဲ့အရာဖြစ်ပါတယ်နော်ဆိုတော့တချို့လူတွေကပြောကြတယ်အရန်ကိုနောက်ဆုံးသောကာလကိုရောက်လာပြီတဲ့နော်အမေရိကန်ကလည်းအခုဆိုရင်စစ်ထဲမှာပါဝင်တော့မလားတတိယကဘာစစ်ဖြစ်ကြတော့မလားတို့လောနဲ့နော်မနေ့ကတယောက်ကျွန်တော် share တာတွေးလိုက်တယ်ငါတို့လည်းဘယ်ပြေးရတော့မလဲမသိဆိုပြီးတော့share လိုက်တာတွေ့ရပေါ့နော်ဆိုတော့လောကကြီးကတရားတည်ငြိမ်နေတဲ့ထင်တယ်လို့ထင်ရတဲ့နိုင်ငံတွေတောင်မှမတည်ငြိမ်တော့ဘူးဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာထဲမှာကဲထားလိုက်ပါအောင်နောက်ဆုံးသောကာလမရောက်ရင်တောင်မှကျွန်တော်တို့အသက်တာကိုကွေးသောလက်မဆန့်မီစန့်သောလက်မကွင်းမီဖြစ်ပါတယ်အာမင်ဆိုတော့ကျမတို့လူဘဝအသက်တာကချမ်းသာကပြောတယ်အခုငွေလေးပဲကျမတို့နောက်ဆုံးသောကာလမရောက်လာဘူးဆိုရင်တော့မှကျမတို့အသက်တာတွေကဘယ်အချိန်မှာကုန်ဆုံးသွားမလဲဘယ်အချိန်မှာဒီခိုးငွေကပျောက်သွားမလဲမြေမှုန့်ကနေလာတဲ့ကျမတို့တွေကဘယ်အချိန်မှာမြေမှုန့်ပြန်ဖြစ်သွားမလဲဆိုတာကိုကျမတို့ကိုယ်တိုင်မသိဘူးဖြစ်တယ်ဒါကြောင့်မလို့ကျမတို့အနေနဲ့စစ်မှန်သောကိုးကွယ်ခြင်းဆိုတဲ့အရာကိုရှိဖို့ရန်အတွက်အလွန်လိုအပ်တာဖြစ်တယ်ဆိုတော့မြန်မာစကားပုံတစ်ခုရှိတယ်အားလုံးသိကြမယ်ထင်တယ်စုပ်မင်းကြီးဗာလဲတတူးထိုးတာရယ်အိမ်ထောင်ပြုတာရယ်ဖျားတီတာရယ်ပြန်နှုတ်လို့မရဘူးတဲ့ဒါပေမဲ့အခုခေတ်မှာတော့ခုနပြောလို့အိမ်ထောင်တွေလည်းပြန်ပြီးတော့မှdivorce လုပ်ကြတယ်အမျိုးမျိုးပေါ့နော်နောက်တတူးထိုးတဲ့သူတွေလည်းတတူးပြန်ဖြတ်လို့ရတဲ့ဟာရှိလာတယ်ဒါပေမဲ့ဖျားတီဆိုရက်ကိုးကွယ်မဲ့ဖျားကိုတီတာမဟုတ်ပဲနဲ့ကိုးကွယ်ခြင်းမှားတဲ့ခါမှာပြန်ပြီးတော့မှနောက်ဆုတ်လို့မရနိုင်ဘူးဆိုတာကိုဒီနေ့မှာပြန်ပြီးတော့မှဝင်ငှခြင်းနဲ့အဲကြောင့်မလို့ကိုးကွယ်မှုကိုမှန်ကန်စွာရွေးချယ်တတ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်လို့ဆိုတော့ကျမတို့အားလုံးကအခုချိန်မှာတော့မှန်ကန်တဲ့ရွေးချယ်ခြင်းလမ်းကြောင်းထဲမှာရှိနေတယ်လို့ကျမအထူးပဲယုံကြည်တာဖြစ်တယ်စစ်မှန်သောဖျားကိုသိပြီးတော့မှစစ်မှန်သောဖျားကိုကိုးကွယ်နေတဲ့သူတွေအားလုံးဖြစ်တယ်လို့အထူးပဲယုံကြည်တယ်ဒါပေမဲ့ဖျားเจ้าကိုသွားနေရင်းနဲ့ပဲเนาะကျမ်းစာကိုဖတ်နေရင်းနဲ့ပဲကျမတို့အသက်တာထဲမှာတခါတလေမှာစစ်မှန်စွာကိုးကွယ်ခြင်းအသက်တာတွေပျောက်နေတဲ့အခါတွေရှိတတ်တယ်ဆိုတော့ကျမ်းစာကတော့ဗာပြောထားလဲဆိုတော့ကျွန်မရှင်ယောဟန်ခန်းကြီးလေးငယ်24ကိုဖတ်ခြင်းနဲ့တူတူကဖတ်ကြပါစို့ရှင်ယောဟန်ခန်းကြီးလေးငယ်24ဘုရားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည်နံဝိညာဉ်နှင့်၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏နောက်တစ်ခေါက်ပြန်ဖတ်ချင်ပါတယ်ရှင်ယောဟန်ခန်းကြီးလေးငယ်24ဘုရားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည်နံဝိညာဉ်နှင့်၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏အာမင်ဒီနေရာမှာဒါယေရှုခရစ်တော်ဖခင်ကိုတော်တိုင်ပြောခဲ့တဲ့စကားဖြစ်ပါတယ်ရှမာရိအမျိုးသမီးကိုရေတွင်းနားမှာတွေ့တဲ့ချိန်မှာဒီကိုးကွယ်ခြင်းအကြောင်းကိုသူပြောတာဖြစ်တယ်ဆိုတော့သူကဘာပြောလဲဖခင်သခင်ကနံဝိညာဉ်ဖြစ်တယ်တဲ့နော်မမြင်ရဘူးဝိညာဉ်ဖြစ်တယ်နောက်ဖခင်ကိုကိုးကွယ်တဲ့သူအားလုံးတို့ကလည်းနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်လို့မိန့်တော်မူတယ်ဒါဆိုရင်နာဝိညာဉ်နဲ့ကိုးကွယ်တာဆိုတာဘာကိုပြောတာလဲဆရာတယောက်ကတော့ဒီလိုပြောခဲ့တယ်ဝိညာဉ်ထဲကနေကိုးကွယ်ရမယ်တဲ့ emotion တွေမပါရဘူးကျမတို့လူမှာခန္ဓာစိတ်ဝိညာဉ်ရှိတယ်ဆိုတော့
ဒီဝိညာဉ်အထဲကနေဝိညာဉ်တော်ရဲ့အလိုတော်အတိုင်းကျမတို့ကခန္ဓာကိုဥဆောင်ပြီးတော့မှကိုးကွယ်ဖို့ရန်အတွက်အလွန်အရေးကြီးတာဖြစ်တယ် emotion နဲ့ကိုးကွယ်တဲ့သူတွေကျမတို့မဖြစ်ရဘူးကိုယ်စိတ်ခံစားချက်ကောင်းတဲ့ချိန်မှာ hallelujah ကိုရောကောင်းမြတ်ပါတယ်ဆိုတော့ရှိတော်မောက်မှာဟာအတကုံချီးမွမ်းပြီးတော့မှကိုးကွယ်ရတဲ့အသက်ရှင်ခြင်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့နော်ခုနလိုလောကဖြစ်တဲ့ခါမှာနော်ဆရာကနေတခြင်းလဲအနေမြင့်တွေကျမတို့ကြုံရတယ်ခုနကိုစံကြီးလဲကျမအရန်ချီးကျူးပါတယ်တကယ်ပဲသူ့ဘဝရဲ့အနေမြင့်တွေမှာဘုရားကိုချီးမွမ်းဖို့ဘုရားကိုကိုးကွယ်ဖို့သူရွေးချယ်လိုက်တဲ့ခါမှာဘုရားသခင်ကသူ့ရဲ့လမ်းတွေကိုတဆင့်ပြီးတဆင့်ဖွင့်ပေးသွားတယ်ဆိုတာကိုလည်းကျမတို့တွေ့ခဲ့ရတာဖြစ်တယ်အဲကြောင့်မလို့ကျမတို့အသက်တာမှာ emotion ဒီနေ့တော့ငါပြင်းတယ်ဘုရားเจ้าမသွားတော့ဘူးမဟုတ်ဘဲနဲ့ဒီနေ့တော့ငါပြင်းတယ်ငါစုမတောင်းတော့ဘူးမဟုတ်ဘဲနဲ့ဒီနေ့တော့ငါပြင်းတယ်ကွာစမ်းစာမဖတ်တော့မဟုတ်ဘဲနဲ့ကျမတို့စိတ်ရဲ့စိတ်ခိုင်းရာအတိုင်းသွားတဲ့သူတွေမဟုတ်ဘဲနဲ့ဝိညာဉ်ကတော့ဝိညာဉ်အရာကိုဆွဲလန်းနေခန္ဓာကခန္ဓာအရာကိုဆွဲလန်းနေနော်အဲ့ဒါကအရင်ကျွန်တော်လူတယောက်ကဗာပြောလဲဆိုတော့အမြဲတမ်းနဲ့ဘာဖြစ်လို့တဲ့ဒီ flesh ဆိုတဲ့အသွေးသားခန္ဓာကိုယ်ကတဲ့ထမလွန်ရေးနော်ထာဝရကာလကိုဘာဖြစ်လို့မတွေးချင်တာလဲတဲ့နော်ဘာဖြစ်လို့ထာဝရကာလကိုတွေးလိုက်ပြီဆိုဒီခန္ဓာကမလိုက်ချင်တော့ဘာဖြစ်လို့လဲသိလားဒီခန္ဓာကထာဝရကာလအထိမပါဘူး तू ကမြေမှုန့်ဖြစ်သွားမှလေ तू စိတ်ဝင်စားဘူးအဲကြောင့်မလို့ကျမတို့နေ့စဉ်လုပ်နေတဲ့အသက်တာတွေမှာထာဝရကာလကိုပဲအမြဲတမ်းရွေးချယ်တဲ့ကျမတို့ဝိညာဉ်ထဲကနေထိုဘုရားကိုရွေးချယ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့မှန်ကန်တဲ့ရွေးချယ်ခြင်းမှန်ကန်တဲ့ကိုးကွယ်ခြင်းတွေကျမတို့အသက်တာကရရှိသွားမှာဖြစ်ပါတယ်ဆိုတာကိုဒီနေ့မှာပြန်ပြီးတော့မှခွန်အားပေးခြင်းနဲ့နောက်တစ်ခုကကြတော့ဘာဖြစ်လဲဆိုတော့တခါတလေမှာကျမတို့တင်းတော်မှာရှိပါတယ်ကျမတို့ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူးတယ်ကျမတို့လူငယ်ဘဝတုန်းကဆိုရင်လည်းအခုတက်တိလည်းတခါတလေဖြစ်တဲ့ခါရှိပါတယ်ပေါ့နော်အမှန်တိုင်းပဲပြောဝင်ခံပါတယ်ဆိုတော့ကျမတို့ဘာဖြစ်လဲဆိုတော့ဟာဒီနေ့ကတော့တချင်းရွေးတာတွေကတိတ်မကောင်းဟာစိတ်မပြောဘူးအဲ့လိုမျိုးပေါ့နော်တိတ်ပြီးတော့မျက်မှောက်တော့မခံစားဘူးဒီ worship leader ကလည်းဘာတွေရွှေ့မှမသိဘူးဆိုပြီးတော့မှကျမတို့တချင်းပေါ်မှာအာယုံကရောက်သွားတယ်အဲ့ဒါစိတ်ခံစားမှုဖြစ်တယ်ဒီတချင်းကောင်းတာမကောင်းတာနဲ့မဆိုင်တော့ဘူးကိုးကွယ်ခြင်းတွေကိုတကယ်ရောက်လာတဲ့အခါမှာဒီတချင်းကမဟုတ်တချင်းထက်ကြီးမြတ်တဲ့ဘုရားသခင်ကိုကျမတို့ကဒီတချင်းကိုအသုံးပြုပြီးတော့မှကိုးကွယ်နေတာဖြစ်တယ်တချင်းကအသုံးခံတတ်တဲ့ဖြစ်တယ် music ကအသုံးခံတတ်တဲ့ဖြစ်တယ်နော်ကျမတို့ဟိုတခြင်းကြားဘူးလားမသိဘူးနော် Heart of Worship ဆိုတဲ့တခြင်းနော်ကျမတို့ကြားဘူးမယ်ထင်တယ် I'm coming back to the heart of worship ဆိုအဲ့တခြင်းကိုရေးခဲ့တဲ့အဲ့ဒီ Red Madman လားနော်သူကနေပြီးတော့မှဗာပြောလဲဆိုတော့အဲ့ဒီတခြင်းကိုထွက်လာတဲ့ behind the story ကဘာဖြစ်လဲဆိုတော့သူတို့ pastor ကဗာပြောလဲဆိုတော့ကဲတဲ့ငါသူတို့ church က American မှာရှိတဲ့ church ဖြစ်တယ်အရန် musician တွေဟာ sound system တွေကျမတို့လိုနော်ဒီဘန်နည်းနည်းလေးမှဒရမ်တွေအစုံပစ္စည်းစုံရှိတဲ့အသင်းတော်ဖြစ်တယ်ဒါပေမဲ့ပါစတာအဲ့ဒီမှာပြောလိုက်လဲဆိုကဲငါတို့ true worship ထဲကိုသွားမယ် sound system တွေနော်ဒီ PA system တွေ music တွေ guitar တွေဘာမှမပါဘဲနဲ့ငါတို့ဖျားသခင်ကိုကျမ်းစာအုပ်တအုပ်နဲ့ငါတို့ရဲ့အတန်နဲ့ပဲဖျားကိုချီးမွမ်းကြမယ်ကိုးကွယ်ကြမယ်ဆိုပြီးတော့မှနော်အပတ်တော်များများ a few weeks ပေါ့နော်အဲ့ဒါကိုသူလှုပ်လိုက်တယ်အဲ့ဒီချိန်မှာအဲ့ဒီတချင်းရေးတဲ့ဆရာပါလေသူကိုယ်တိုင်က worship leader ဖြစ်နေတယ်အဲ့ချိန်မှာငါဘာလုပ်တော့မလဲဂီတာလည်းတီးလို့မရတော့ဘူးအရှိကနေ mic လည်းမရှိတော့စင်လည်းမထားတော့ဘူးသူတို့မှရှိတာကျမ်းစာအုပ်နဲ့သူတို့ရဲ့ကိုးကွယ်တဲ့ဖခင်ကိုပဲအားလုံးအာယုံပြုတ်ပြီးတော့မှဒီနေရာမှာဘာမှမရှိတဲ့ချိန်မှာကျွန်တော်တို့ဖခင်ကိုပဲကိုးကွယ်မယ်လို့ဆရာကဆုံးဖြတ်လိုက်တဲ့ခါမှာစပြီးတော့မှလှုပ်ကြတဲ့ခါမှာသူတို့အသင်းတော်မှာပါဝင်နေတဲ့သူတွေကလည်းလူငယ်တွေဖြစ်တယ်ကလေးတွေ music ကြိုက်တဲ့သူတွေပထမတစ်ပတ်မှာတော့ဘာဖြစ်လဲနည်းနည်းတိတ်ပြီးတော့ဟွာအသားမကျဘူးပေါ့အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့တစ်ပတ်ပြီးတစ်ပတ်တကယ်သူတို့ရှိတဲ့အတန်နဲ့ပဲဖခင်ကိုကိုးကွယ်လာတယ်ရှိတဲ့ဒီကျမ်းစာအုပ်နဲ့ပဲသူတို့နှုတ်ပတ်တော်တွေကိုခံယူလာတဲ့အခါမှာတကယ်ပဲဖခင်မျက်မှောက်တော်စီစဉ်လာပြီးတော့မှဘာဖြစ်လဲကိုးကွယ်ခြင်းဆိုတာ music ကြောင့်မဟုတ်ဘူးเนาะ sound system တွေကောင်းလို့မဟုတ်ဘူးတခြင်းတွေကောင်းလို့မဟုတ်ဘူးဆိုတာကိုသူတတ်တာထဲမှာခံစားလာတာဖြစ်တယ်ပြီးတော့မှ it's not about လူ
နော်ကိုယ့်ရဲ့လူကြောင့်မဟုတ်ဘူးကျမတို့ငယ်တော့ worship တွေဥဆောင်တဲ့အခါမှာကိုဥဆောင်လို့ပြီးသွားတဲ့အခါမှာတယောက်ယောက်ကအိုးဒီနေ့ worship ဥဆောင်တာအရင်ခွန်အားရတာပဲစသဖြင့်လာပြောလို့ရှင်ဟိုအရင်ပြောတယ်လူအနေနဲ့ကျမတို့ပြောတယ်နော်ဒီနေ့ဟာတယောက်ယောက်ကဒီနေ့စင်ပေါ်မှာဒီလိုလေးလှုပ်လိုက်တာအရင်ကောင်းတာပဲအရင်ခွန်အားရတာပဲစသဖြင့်လာပြောတဲ့အခါမှာကျမတို့စိတ်ကမတိမတာလေးနဲ့ပျော်သွားတယ်နောက်ပတ်တွေရောက်လာရင်လေမျောလင့်တယ်လို့ဖြစ်သွားတယ်ကိုးကွယ်ခြင်းဆိုတာကျမတို့အတွက်မဟုတ်ဘူးကျမတို့ဘုံယူဖို့ရန်အတွက်မဟုတ်ဘူးเนาะကိုဆုတောင်းပေးလိုက်တဲ့အခါမှာတယောက်ယောက်ကျမ်းမာသွားတဲ့အခါမှာကိုနာမည်ထည့်ပြီးတော့မှတက်သေးခံတာယူကြားချင်လာတယ်เนาะကျမတို့အဲ့အတွက်မဟုတ်အဲကြောင့်အဲ့တခြင်းမှာသူဘာရေးလဲ It's all about you Jesus ကျမတို့ရဲ့ကိုးကွယ်ခြင်းအပတ်စဉ်တိုင်းနေ့ရက်တိုင်းကိုးကွယ်ခြင်းက It's all about you Jesus ယေရှုခရစ်တော်ဖခင်ကိုပါနံပါတ်1ထားတဲ့သင်တော်ကျမတို့ဖြစ်ရမှာဖြစ်တယ်ကျမတို့ကိုးကွယ်ခြင်းမှာဘုရားသခင်ပဲဘုန်းကြီးပါစေဘုရားကပဲဒီဘုန်းအားလုံးကိုယူပါစေအာမင်ဒါကြောင့်မလို့ကျမတို့ဒီနေရာမှာဘ ਹੁ ထားပြီးတော့မှနော်ခက်ခက်နဲ့ Brooklyn ကနေလာတဲ့သူတွေခက်ခဲနဲ့နော် off day တွေတောင်းပြီးတော့မှဒီ Sunday မှာလာစုဝေးရခြင်းအကြောင်းရင်းတစ်ခုပဲရှိတယ် music ကောင်းလို့လည်းမဟုတ်ဘူးဂီတာတီးရဖို့လည်းမဟုတ်ဘူးကျမတို့ဘုရားသခင်ကိုပဲအတူတကွရှိတဲ့ကိုရှိတဲ့အရာနဲ့ဘုရားသခင်ကိုပေးဆက်ပြီးတော့မှကိုးကွယ်ဖို့ဘုရားကိုပဲအာရုံပြုဖို့ရန်အတွက်ဖြစ်တယ်အာမင်ကောင်းကြီးရခြင်းလို့လည်းမဟုတ်ဘူးအာမင်အဲကြောင့်မလို့ဘုရားသခင်ကသူ့ကိုသိပြီးတော့မှကိုးကွယ်ခြင်းကိုတကယ်ခံထိုက်တဲ့ဘုရားပါဆိုပြီးတော့ကိုသိပြီးတော့မှထိုဘုရားကိုပဲကိုးကွယ်နေဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်လို့ဒါကြောင့်မလို့တချို့လေးရတစ်ချိန်လုံးလာပြီးတော့အရင်ခွာရကျမတို့တာယာဖို့မဟုတ်ဘူးဘုရားကိုပဲဘုန်းပေးဖို့ရန်အတွက်ဖြစ်ပါတယ်အာမင်အာမင်အဲကြောင့်မလို့အရန်တစ်ခါလေးစာတန်လဲလာတတ်တယ်အာမင်ရှင်ပေါလုတို့နော်သွားပြီးတော့မှဒီတမန်တော်16မှာနော်သူသွားတဲ့အချိန်မှာသူတို့တွေကအကျွတ်တရားလမ်းကိုဟောတဲ့သူတွေဖြစ်တယ်ဆိုပြီးတော့နတ်ဝင်တဲ့မိန်းကလေးကလိုက်ကြော်ညာပေးနေတာပဲနော်ကောင်းတာဒါပေမဲ့ရှင်ပေါလုက no တခါတည်းနှင်ထုတ်ပလိုက်တယ်နော်ထောင်ထဲလည်းတကယ်ရောက်သွားတယ်ဒါပေမဲ့သူတို့ထောင်ထဲရောက်သွားရင်လည်းဘာဖြစ်လဲကိုးကွယ်ခြင်းမပြတ်ဘူးချီးမွမ်းခြင်းမပြတ်ဘူးဆုတောင်းခြင်းမပြတ်သွားဘူးဖြစ်တယ်ဒါဟာတကယ်စစ်မှန်စွာဝိညာဉ်ထဲကနေကိုးကွယ်ခြင်းဖြစ်တယ်တကယ်ဝိညာဉ်ထဲကနေကိုးကွယ်လာရင်ကိုယ့်ရဲ့ခန္ဓာဟာပါလာတယ်အာမင်ဖခင်ကြောင့်ရောက်လာတယ်အိမ်မှာရှိတဲ့ချိန်မှာဒူးထောက်မိသွားတယ်အိမ်မှာရှိတဲ့ချိန်မှာကျန်းစာအုပ်ကိုရွေးချယ်မိသွားတယ်နော်ဒီလက်ကဆိုတော့အဲကြောင့်ကျမတို့ဝိညာဉ်ကနေဥဆောင်တဲ့ကိုးကွယ်ခြင်းစစ်မှန်သောကိုးကွယ်ခြင်းကျမတို့အတူတကွလုပ်ရအောင်နောက်သစ္စာတရားအဖြစ်အင်္ဂလိပ်ကျမ်းစာမှာတော့ the truth လို့ပြောတာဖြစ်တယ်တမန်တရားအဖြစ်ကိုးကွယ်ရမှာဖြစ်တယ်နံပါတ်1ယေရှုခရစ်တော်ဖခင်ကပြောလဲ I am the truth the way and the life လို့ပြောတာဖြစ်တယ်ယေရှုပေါ်မှာယက်တည်ပြီးတော့မှကျမတို့ကိုးကွယ်ရမှာဖြစ်တယ်နောက်နှုတ်ကပတ်တော်ကိုယ်တိုင်ကလည်းယေရှုခရစ်တော်ဖခင်ပဲဖြစ်တယ်ဒီနော်ရှင်ယောဟန်ခန်းကြီးတဲ့ငယ်1မှာအစအဦး၌နှုတ်ပတ်တော်ရှိ၏နှုတ်ပတ်တော်သည်လည်းဗာလဲဘုရားသခင်နဲ့အတူရှိတော်မူ၏ထိုနှုတ်ပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏လို့ပြောထားတာဖြစ်တယ်ဒါကြောင့်မလို့ဒီကျမ်းစာဆိုတာလေကျမတို့ foundation of faith ဆိုတာကိုသင်ယူတဲ့အခါမှာပြောလဲဆိုတော့ဆရာတယောက်ကကျမ်းစာဆိုတာတဲ့ဝိညာဉ်တော်ဘုရားကမှုတ်သွင်းထားတဲ့အရာဖြစ်တယ်လို့သူ့ရဲ့အကြောင်းကိုလူတွေကရေးတာမဟုတ်ဘဲနဲ့ဝိညာဉ်တော်ဘုရားကိုယ်တိုင်ကဘုရားရဲ့အတွေးခေါ်တွေဘုရားအနေနဲ့ဒီရာကိုဘယ်လိုမြင်တယ်လဲဆိုတော့ဘုရားကိုယ်တိုင်ရေးထားတဲ့ဟာတွေဖြစ်တဲ့အခါမှာဘုရားရဲ့အတွေးတမန်တရားဖြစ်တယ်ဘုရားရဲ့စကားတော်တွေဖြစ်တယ်အာမင်အဲကြောင့်ရေးထားတဲ့ကျမ်းစာတွေအားလုံးကဘုရားရဲ့အတွေးခေါ်ရှိတာဖြစ်တယ်ဒါကြောင့်တမန်တရားနဲ့ကိုးကွယ်တယ်လို့ပြောတဲ့အခါမှာကျမတို့ကြုံနေရတဲ့အခက်အခဲတွေအားလုံးကြုံနေရတဲ့အဖြစ်အပျက်တွေအားလုံးကိုဒီတမန်တရားနဲ့ချိန်ဖို့ရန်အတွက်ဖြစ်တယ်ကိုးကွယ်ခြင်းမှတော်၎င်းကျမတို့တမန်တရားအပြင်ဆုံးဖြတ်ဖို့ရန်အတွက်ဖြစ်တယ်ဆရာတယောက်ပြောလဲဆိုတော့သူ့အိမ်မှာတဲ့လူတယောက်ကလာလေတဲ့အခါမှာသူ့အခက်အခဲဒုက္ခတွေကိုပြောပြတာပေါ့နော်အဲ့ဒါနဲ့ तू ကနေကျမ်းစာဖတ်ပါလို့ပြောတဲ့အခါမှာငါကျမ်းစာဖတ်တာငါသိတယ်တဲ့ငါလိုချင်တာကျမ်းစာအောင်ငါလိုချင်တာမဟုတ်ဘူးတဲ့နေဆုတောင်းပေးတာဟွာဖြစ်တာကိုလိုချင်တာလို့ပြောတယ်ဒီလိုလူမျိုးကငါလည်းမကူညီပေးနိုင်ဘူးတဲ့ဆရာသူစိတ်ဆိုးဆိုးနဲ့ तू ကလည်းအိမ်ကနေထွက်သွားတယ်တဲ့ပြောချင်တာကဘာလဲဆိုတော့ကျမတို့အသက်တာထဲမှာဘလို့အရာတွေဘလို့ကိစ္စတွေကို
ဘယ်ဟာအဖြစ်ဖြည့်ရှင်းရမလဲဆိုတဲ့ကိစ္စတွေအားလုံးကိုဒီကျမ်းစာထဲမှာရေးသားထားတာဖြစ်တယ်ဒီကျမ်းစာထဲမှာဖခင်ရဲ့အတွေးခေါ်ဖခင်ကသူ့အမြင်ဘယ်လိုဆုံးဖြတ်မလဲဒီကိစ္စကိုဘယ်လိုဆုံးဖြတ်မလဲတမန်တရားအားဖြင့်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာတွေအားလုံးကိုဒီမှာရေးထားပြီးသားဖြစ်တယ်ဆိုတာကိုပြောပြချင်တယ်ဒါကြောင့်မလို့ကျမတို့ဒုတိယအနေနဲ့ဗာလဲကိုးကွယ်ခြင်းထဲမှာကျမတို့တမန်တရားအားဖြင့်ကိုးကွယ်ရမှာဖြစ်တယ်အမှန်တရားနဲ့ကိုးကွယ်လို့မရဘူးကိုမှန်တယ်ဆိုတိုင်းလုပ်လို့မရဘူးတမန်တရားနဲ့ချိန်ရမှာဖြစ်တယ်ကဘာဦးကျမ်းခန်းကြီး၄မှာရှိတဲ့ကာယနာနဲ့အာဘီလာရဲ့အသက်တာကိုးကွယ်ခြင်းနှမျိုးကျမတို့တွေ့ရတယ်ဘုရားသခင်ကတိုးရဲ့နော်အသွေးနဲ့တိုးနဲ့ပူဇော်ခိုင်းတာဒါပေမဲ့နော်ကာယနာကဘာလုပ်လိုက်လဲသူ့ရဲ့အကောင်းဆုံးမြေထွက်အသီးနှံတွေနဲ့တွားပြီးတော့မှပူဇော်တယ်သူ့အနေနဲ့သူမှန်တာပဲနော်တခါတလေမှာကိုလောက်တာတွေကမှန်ကောင်းမှန်နေလိမ့်မယ်ဒါပေမဲ့ဘုရားသခင်ရဲ့တမန်တရားနဲ့မကိုက်ညီတာလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့ကျမတို့အသက်တာကိုဘုရားစကားနဲ့အမြဲတမ်းချိန်ထိုးပြီးတော့မှအသက်ရှင်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ကိုးကွယ်ခြင်းဒါကြောင့်မလို့စစ်မှန်သောကိုးကွယ်ခြင်းကိုနံပါတ်2အနေနဲ့တမန်တရားဆိုတဲ့ယေရှုခရစ်ပေါ်မှာတော်၎င်းနှုတ်ပတ်တော်ပေါ်မှာတော်၎င်းယက်တည်ပြီးတော့မှကျမတို့ကအသက်ရှင်ရမှာဖြစ်တယ်နောက်ကောင်းသောအရာကလည်းစစ်မှန်တဲ့ကိုးကွယ်ခြင်းကိုမပေးနိုင်ပါဘူးအာမင်ဆိုတော့ဒီဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး15ထဲမှာဆိုရင်ရှောလူရဲ့အသက်တာကိုကျမတို့တွေ့ရတယ်အားလုံးကြားဖို့ပြီးသားဖြစ်မယ်ဘုရားသခင်ကနော်အာမလက်မျိုးတွေကိုဖျက်ဆီးခိုင်းတယ်သူတို့စီကဘာမှမယူနဲ့လို့ပြောတယ်ဒါပေမဲ့ तू ကဘာလဲတိုးထီးတွေကိုယူလာတယ်စီဥကိုဘုရားကိုပူဇော်မယ်ကိုးကွယ်ဖို့ပဲသိကောင်းတာပေါ့အရင်ကောင်းတဲ့တိုးထီးစီဥတွေယူလာပေးတာဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲဘုရားသခင်ရဲ့အလိုတော်မဟုတ်ဘူးအဲကြောင့်မလို့ကောင်းလို့မှန်လို့ဆိုတာနဲ့သွားလို့မရဘူးเนาะတခါလေငါမှန်တယ်ငါပဲကောင်းတယ်ဆိုပြီးတော့မှကိုးကွယ်ခြင်းထဲမှာလှုပ်ရင်းနဲ့ဘာဖြစ်လဲကာယနာအာဘီလာကိုတတ်လိုက်တယ်ရှောလူကမနာလူချင်းတွေဖြစ်လာတယ်အာမင်တမန်တရားနဲ့မသွားဘဲနဲ့ကိုမှန်တာကိုကောင်းတာနဲ့သွားလို့ရှင်မလိုလားအပ်တဲ့ပြဿနာတွေဘဝထဲမှာရောက်လာတတ်တာဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့တမန်တရားနဲ့သွားပြီးတော့မှကိုးကွယ်တဲ့သူတွေကျမတို့ရောက်တိုင်းဖြစ်ဖို့ဝိညာဉ်တော်ဘုရားအထူးပဲလမ်းပြပေးပါစေ။အာမင်။နောက်ပြီးတော့မှကိုးကွယ်ခြင်းမှန်သောဘုရားကိုဘယ်လိုရွေးမလဲဒါဆိုလို့ရှင်မှန်သောဘုရားတစုတည်းပဲရှိရဲ့လူအလုံးကဘုရားဖြစ်တယ်ဆိုတော့မဖြစ်နိုင်ဘူးလေဟုတ်တယ်နော်ဆိုတော့မှန်သောဘုရားကိုဘယ်လိုရွေးမလဲတဲ့ကျွန်တော်ဗီဒီယိုတစ်ခုတွေ့တယ်အဲ့ဒါလေးနည်းနည်းပြောချင်တယ်အဲ့လူတယောက်ကဘာလဲဆိုတော့ ChatGPT နော် AI နော် AI ကိုသူကမေးလိုက်တယ်တဲ့ဟေးတဲ့မင်းအားတဲ့ဒီတကယ်လူမဟုတ်ဘူးနော်ကျွန်တော်တို့ ChatGPT အားလုံးသိတယ်နော် AI ဟိုဒီလို app လေးတစ်ခုရှိတယ်အဲ့ဒီဟာကိုမေးလိုက်တယ်ဟေးတဲ့မင်းအားတဲ့အခုဒီနေရာမှာမွေးပြီးတော့မှတဲ့လူတယောက်ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ပြီးတော့မှကဘာပေါ်မှာရှိတဲ့ဘာသာရေးတွေအားလုံးကိုမင်းနားလေတယ်ဆိုလို့ရှိရင်အားလုံးလေ့လာထားတယ်အားလုံးသိထားတယ်ဆိုရင်မင်းဘယ်ဘာသာကိုရွေးမလဲတဲ့ဆိုပြီးတော့လူတယောက်ကအဲ့လိုမေးလိုက်တဲ့အခါမှာ तू က AI ကဘာပြန်ဖြေတယ်လဲဆိုတော့ညံရည်တူပေါ့နော် तू ကဘာပြန်ဖြေတယ်လဲဆိုတော့ကဲတဲ့အားလုံးဘာသာတရားတွေငါလည်းလူဖြစ်လာမယ်ဘာသာတရားအားလုံးကိုလည်းငါကသိထားတယ်ဆိုလို့ရှိရင်ငါခရစ်ယာန်ကိုပဲရွေးမယ်တဲ့ယေရှုကိုပဲငါရွေးမယ်ဆိုပြီးတော့မှဒီ AI ကနေဖြေတယ်။ဘာဖြစ်လို့လဲဆိုတော့တဲ့လူတခြားသောဖျားတွေကတဲ့လောကကိုဆင်းလာပြီးတော့မှနော်ကောင်းကင်ကနေဆင်းလာပြီးတော့မှလူသားရဲ့ဒုက္ခတွေပေါ်မှာလာပြီးတော့မှဖြေရှင်းပေးတာမရှိဘူးတဲ့။နောက်လှုပ်ပေးတယ်ဆိုတာမရှိဘူးတဲ့နော်ပြီးတော့မှလူတွေကိုငြိမ်သက်ခြင်း offer peace and grace နော်ဂျေဇုတော်နဲ့ငြိမ်သက်ခြင်းကိုလည်းပေးတဲ့ဖခင်ဒီဖခင်ကဲ့သို့မရှိဘူးတဲ့ပြီးတော့မှအဲ့ဒါပင်မဟုတ်သေးဘူးတဲ့ပြန်ပြီးတော့မှ resurrection ဆိုတဲ့ရှင်ပြန်ထမြောက်ခြင်းကိုလည်းပေးထားသေးတယ်တဲ့ဒါကြောင့်သူကိုယ်တိုင်ကဖခင်ကိုယ်တိုင်ကလောကမှာဆင်းလာပြီးတော့မှလူတွေကိုကယ်တင်ပြီးတော့မှသူအဲ့လူတွေကိုလည်းငြိမ်သက်ခြင်းပေးတယ်ဝမ်းမြောက်ခြင်းပေးတယ်ခုနကဗာလဲတည်ခြင်းကနေတဲ့ဒီလူတွေကိုပြန်ရှင်ပြန်ထမြောက်စေတယ်ကျေးဇူးတော်ပေးတယ်ဒီလိုမျိုးကအဲ့ဒီတည်ခြင်းကိုလည်းလုံးဝ flip လုပ်လိုက်တယ်တဲ့တည်ခြင်းကိုလည်းပြောင်းပြန်လှန်ပလိုက်တဲ့ဒီလိုနော်ယေရှုခရစ်တော်ဘုရားကိုပဲသူရွေးချယ်မယ်တဲ့အဲ့ဒီအပြင်အဲ့ကြောင့်ဘာသာရေး
ဖယားကိုယ်တိုင်ကလောကမှာဆင်းလာပြီးတော့လာလှုပ်ပေးတာကိုယ်တိုင်ကထိုဖယားရှိတဲ့နေရာကိုတက်ခိုင်းတဲ့သူမဟုတ်ဘူးတဲ့ဒါကြောင့်မလို့ငါဒီဖယားကိုပဲငါရွေးချယ်မယ်ဆိုပြီးတော့မှဒီနော် AI ကနေပြီးတော့မှပြန်ဖြေခဲ့တယ်ဆိုတာကိုတွေ့ရတယ်ဒါကတော့ AI ဖြစ်တဲ့အတွက်သင်ယုံခြင်းလဲရတယ်မယုံခြင်းလဲရတယ်ဒါပေမဲ့ကျမတို့ယုံကြည်ခြင်းမှာတကယ်အဲ့ဒါလိုပဲတကယ်ဟုတ်တယ်ဖယားစင်စစ်ကနေပြီးတော့မှလောကမှာဆင်းလာပြီးတော့မှနော်ကျမတို့ယေရှုအကြောင်းကိုသင်လို့ရှိရင်ပို့ပြီးတော့မှသိရမှာဒီယောဟန်1:1မှာပဲဘုရားသခင်က तू ကဘုရားသခင်ဖြစ်တယ်14မှာဆိုရင်ပြောလဲထိုဘုရားသခင်ကလောကကိုဆင်းလာပြီးတော့မှကျမတို့ကိုဂျေဇုတော်နဲ့ပတ်ရစ်ပေးတယ်နော်ဆိုတော့ထိုဘုရားကဲ့သို့ကျမတို့လှုပ်ဆောင်ပေးတဲ့သူအခြားဘုရားမရှိဘူးကျန်တဲ့ဘာသာတွေကျမတို့ကြည့်ရအောင် even ခရိယန်သင်ဖြစ်ရင်တော့မှထိုဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုမသိဘဲနဲ့ထိုဘာသာရေးထဲမှာကျင်လည်နေတယ်ဆိုလို့ရှိရင်ဘာသာရေးဝင်ထုတ်ကအရန်လေးတယ်နော်ကျမတို့မထမ်းနိုင်ဘူးဘာသာရေးဝင်ထုတ်အရန်လေးတယ်မလုံနိုင်ဘူးနော်ကျမတို့အားလုံးသိပြီးသားပဲမြန်မာပြည်ကနေလဲကျမတို့လာခဲ့တယ်ဘာသာရေးဝင်ထုတ်ဘယ်လောက်လေးလဲဆိုတာကျမတို့သိတယ်ဖယားမပါပဲနဲ့နော်ခုန AI ပြောတဲ့အထဲမှာဘာသာရေးတသက်ပဲမဟုတ်ပဲနဲ့ relationship ကိုပြီးတဲ့ဖယားကိုငါရွေးချယ်မယ်လို့သူပြောသွားတာဖြစ်တယ်အာမင်ဖယားသခင်ကိုယ်တိုင်ကကျမတို့မလုံနိုင်တဲ့အသက်တာတွေကိုရောက်အောင်အတွင်းထဲမှာလာပြီးတော့မှအသက်ရှင်ပေးတဲ့ဖယားသခင်ဖြစ်တယ်တဲ့နောက်တစ်ခုကပါလဲဆိုတော့စာတန်ဂိုင်းတွေနော်စာတန်ဂိုင်းတယောက်ဒီ main ကလေးတယောက်ကစာတန်အသင်းဝင်နေနဲ့သူကလမ်းမှာတွေ့တယ်တဲ့သူတို့တွေကလည်း mission လုပ်တာပေါ့လူတွေကိုသူတို့ရဲ့ဖျားချောင်းထဲမှာခေါ်တယ်စာတန်သင်းတော်တကယ်ရှိရနော်သူတို့လဝကတိုင်တွေကိုပြောင်းပြန်နေထားပြီးတော့အဲ့လိုမျိုးစာတန်ကိုနာမည်တက်ပြီးတော့မှလူစီဖာကိုနာမည်တက်ပြီးတော့မှတကယ်ခေါ်တဲ့အသင်းဖွဲ့တွေပေါ့နော်အဲ့ဒါတွေတကယ်ရှိတယ်ဆိုတော့အဲ့လူတွေကလည်းညင်ညင်မနေဘူးသူတို့လည်း mission ထွက်တယ်နော်သူတို့လည်း mission ထွက်တယ်အဲ့ဒီခါမှာဒီကောင်မလေးတယောက်ကအဲ့ဒီစာတန်အသင်းဝင်နဲ့သူကတွေ့သွားတဲ့အခါမှာသူ့ကိုပြောလဲဆိုတော့ငါတို့ဖျားเจ้าလိုက်ခဲ့ပါလို့ပြောတယ်တဲ့ဒါနဲ့ကဲအဲ့ဆိုမင်းတို့ဖျားเจ้าငါလိုက်တယ်ဆိုလို့ရှင်နင်တို့ရဲ့အဲ့ဒီစာတန်ကိုငါကိုးကွယ်ရမှာလားလို့မေးလိုက်တယ်ကစားအဲ့နဲ့သူတို့ကပြောစားရည်တယ်တဲ့ဟာ no you don't have to do that အဲ့လို့ဆရာမလို့ဘူးနင်ငါတို့စာတန်ကိုလည်းကိုးကွယ်ဆရာမလို့လိုက်ပဲလိုက်ခဲ့တဲ့ငါတို့ရဲ့တွင်တင်ချက်ကလည်းအဲ့ဒါမဟုတ်ဘူးတဲ့သူတို့တွင်တင်ချက်ကဘာလဲဆိုနံပါတ်1က love yourself first ကိုပဲဦးစားပေးကိုပဲချစ်ကိုပြီးမှပဲသူများကိုချစ်အဲ့ဒါသူတို့ရဲ့တွင်တင်ချက်ဖြစ်တယ်အဲကြောင့်သူတို့တွင်တင်ချက်ကဘာလဲဆိုတော့ကိုပဲချစ်ပြီးမှသူများကိုချစ်ဖခင်နဲ့ဆန့်ကျင်ဖက်နော်ဘုရားသခင်ကပြောထားလဲဖခင်ကိုချစ်ပြီးမှကြံတဲ့သူတွေကိုချစ်အဲ့လိုပြောထားတယ်နော်သင်ဖျားသခင်ထာဝရဖျားကိုစိတ်နှလုံးကျွမ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်ပါပြီးမှချင်းကိုချစ်ပါလို့ပြောထားတဲ့ဖျားဖြစ်တယ်ဖျားရဲ့စကားနဲ့လုံးဝစန့်ကျင်ဖွယ်ဖြစ်တာဖြစ်တယ်ဒါကြောင့်စာတန်ရဲ့ရည်ရွယ်ချက်ကပါလေကိုချစ်ပြီးတော့မှသူ့လိုဖြစ်ဖို့ရန်အတွက်ဖြစ်တယ်သူ့လိုပဲအတ္တတွေကြီးမာနတွေကြီးကိုအတွက်ပဲကိုကြည့်ပြီးတော့မှအဲ့လိုနောက်ဆုံးဖျားကိုညှင်းပယ်တဲ့အတ္တတာဖြစ်ဖို့ရန်အတွက်ကျမတို့ကိုစိတ်ချမ်းသာတယ်လို့ပဲနေကိုပျော်တယ်လို့ပဲနေဆိုတာเนาะအဲ့လိုမျိုးရည်ရွယ်ချက်နဲ့သူကဒီလုံနေတာဖြစ်တယ်အကြောင်းမလို့ကျမတို့အသက်တာထဲမှာဒါတွေကိုလည်းတမန်တရားကပဲကျမတို့ကိုပြသွားတာဖြစ်တယ်တမန်တရားကိုမသိတဲ့သူဆိုရင်ဟာကိုချစ်ရနားထောင်လို့ကောင်းတာပဲ Justin Bieber တခြင်းအောင်ရှိသေးတယ် Love yourself ဟုတ်တယ်နော်ဆိုတော့ရနားထောင်လို့ကောင်းတာပဲဟုတ်တာပေါ့ကိုပြီးမှသူများကိုလုပ်ပေးလို့ရမှာပေါ့စားသဖြင့်ပြောဒါပေမဲ့ဘုရားသခင်ရဲ့နေနဲ့ကဘုရားကိုချစ်ဖို့နံပါတ်1အာမင်ဆိုတော့ကျမတို့တတ်တာထဲမှာဘုရားနံပါတ်1ဘုရားမှာဖြစ်တယ်နောက်တယောက်ကပြောထားတာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ happy life happy wife မဟုတ်ဘူးနော် happy life happy wife တော့မလုံးနဲ့ကျမတို့တတ်တာထဲမှာလူကဘယ်တော့မှနံပါတ်1နေရာမဖြစ်ရဘူး happy god ဖြစ်မှာပဲကြံတဲ့အရာအားလုံးကအစဉ်ပြေချောမွေ့ပြီးတော့မှမှန်ကန်တဲ့လမ်းချောင်းတွေကိုရောက်မှာဖြစ်တယ် happy wife လို့ဒုက္ခရောက်သွားတဲ့သူရှိတယ်ကျမ်းစာထဲမှာသူတွေရှိလိုက်အာဟပ်မင်းကြီးနော်အာဟပ်မင်းကြီးကသူ့ရဲ့မိန်းမဂျေဇဗေလကိုအလွန်ကြောက်တာလေဆိုတော့ဂျေဇဗေလကကဲငါအေလိယကိုတတ်မယ်ဆိုတာနဲ့ချက်ချင်းအေလိယကိုတတ်ဖို့လိုက်ရှာတယ်နောက်ဗာလဲနာဘုတ်ရဲ့
စပစ်ချံကိုငါလိုချင်တယ်ပြောတာနဲ့အဲ့ဒီလူကိုတတ်ပြီးတော့အဲ့စပစ်ချံကိုလူယူတယ်ကောင်းကြီးမဖြစ်ဘူးဒါကြောင့်မလို့ happy life happy wife မဟုတ်ဘူး happy God ဘုရားသခင်ကျမတို့တတ်တာထဲမှာပျော်ရွှင်ခြင်းမြင်တွေ့ရတယ်ဘုရားကကျမတို့အပေါ်မှာဝမ်းမြောက်တယ်ဆိုလို့ရှင်ကျမတို့အသက်တာတွေအားလုံးအရာခတ်သိမ်းရစင်ပြေသွားမှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကိုနံပါတ်1ထားတတ်တဲ့အသက်တာအရောက်တိုင်းပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ Now true worship ဆိုတာစစ်မှန်တဲ့ကိုးကွယ်ခြင်းဆိုတာလေနာခံခြင်းပါတယ်နော်ဆိုတော့ခေါ်တဲ့သူအများရှိပေမဲ့ရွေးချယ်တဲ့သူနည်းတယ်တဲ့နော်ကြီးတောင်ရဲ့တက်တာတွေကိုကျမတို့ကြည့်မယ်ဆိုလို့ရှင်လူတို့3000ကျော်နဲ့စစ်တိုက်ဖို့ရန်အတွက်ပြင်ဆင်လာတာသူတို့တိုက်ရမဲ့သူကတော့တိတ်နဲ့ချီပေါ့လေဒါပေမဲ့ဘုရားသခင်ကဘယ်တယောက်ကိုပဲရွေးလဲလူ300ကိုပဲရွေးတာဖြစ်တယ်နော်ပြီးရင်တခါစစ်မှန်သောကိုးကွယ်ခြင်းဆိုတာအရေးတွက်နဲ့လည်းမသွားပြန်ဘူးလူများတိုင်းလည်းပွဲစီတာမဟုတ်ဘူးလူများတိုင်းလည်းမှန်ကန်တာမဟုတ်ဘူးတမန်တရားအဲ့လိုပြောလို့လူများတဲ့သူတွေကမှားတယ်လို့ကျွန်မမပြောဘူးဒါလို့ဒါပေမဲ့တမန်တရားပေါ်မှာယက်တည်တဲ့သူဟုတ်မဟုတ်ဆိုတာကိုစမ်းစစ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အဲကြောင့်ကိုယ့်ရဲ့အသင်းတော်ပါဝင်တဲ့အခါမှာကိုကဘယ်အသင်းတော်ကိုရွေးချယ်မလဲဘယ်အသင်းတော်မှာပါဝင်မလဲစသဖြင့်ရွေးချယ်တဲ့အခါမှာလေဒီလူတွေဘာတွေပြောနေသလဲတမန်တရားကိုပြောနေသလားဒါမှမဟုတ်ယေရှုထက်တခြားသောအရာတွေကိုပဲဦးစားပေးပြီးတော့မှပြောနေသလားဆရာမို့တောင်ကျမတို့ကိုအမြဲတမ်းခွန်အားပေးတယ်တတိပေးတဲ့အရာကသင်ရဲ့အသင်းတော်မှာယေရှုပဲဘုံကြီးပါစေယေရှုကိုပဲအမြဲတမ်းဗဟုထားပါထိုကဲ့သို့ပဲကိုယ့်ရဲ့အိမ်မှာလည်းယေရှုပဲဘုံကြီးပါစေဘာဖြစ်လို့လဲသူကထိုက်တန်လို့ဖြစ်တယ်အာမင်ကျမတို့အလကားနဲ့ပေးနေတာမဟုတ်ဘူးအရန်ထိုက်တန်တာဖြစ်တယ်နော်ဒါကြောင့်မလို့ကျမတို့အသက်တာထဲမှာထိုဘုရားကိုနေရာပေးလာတဲ့ခါကြလို့ရှင်ကျမတို့ရဲ့အသက်တာထဲမှာကြံတဲ့အရာတွေကျမတို့ဦးစားပေးတဲ့ဘုရားသခင်ကပဲ fix ပေးသွားမှာဖြစ်တယ်အရာရာအားလုံးသူ့နေရာနဲ့သူအထာကျသွားအောင်ဘုရားသခင်ကပဲပြုပြင်ပေးသွားမှာဖြစ်တယ်အာမင်ဒါကြောင့်မလို့ကျမတို့လုံးဝရှင်မဿဲထဲမှာဆိုရင်ပြောလဲရှင်မဿဲခန်းကြီးခွန်73-14မှာဆိုရင်ကျင်းသောတကားကိုဝင်ကြလို့ပျက်စီးခြင်းတို့ရောက်သောလမ်းနှင့်တကားသည်ကျယ်ဝန်းသည်ဖြစ်၍ဝင်သောသူတို့သည်များကြ၏အသက်ရှင်ခြင်းတို့ရောက်သောလမ်းနှင့်တကားသည်အလွန်ကျဉ်းမြောင်းသည်ဖြစ်၍တွေ့ဝင်သောသူတို့သည်နေကြ၏တဲ့ကျင်းသောလမ်းကိုဝင်ပါတဲ့ကျယ်သောလမ်းမှာပျက်စီးခြင်းနဲ့ရှိရဲ့တဲ့အာမင်အဲကြောင့်မှန်ကန်တဲ့လမ်းကိုရွေးချယ်တတ်ဖို့မှန်ကန်တဲ့ဦးစားပေးခြင်းတွေကျမတို့အသက်တာရှိဖို့ဘုရားခင်ရောက်တိုင်းကိုထူးပဲကောင်းချီးပေးပါစေနောက်ပြီးတော့မှကျွန်တော်စာလံ30ခွန်ငယ်4ကိုလည်းတစ်ချက်ဖတ်ခြင်းတယ်ထာဝရဘုရား၌မွေးလျော်ခြင်းရှိလောတို့ပြုလျင်စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်တဲ့အာမင်အဲကြောင့်မလို့ကျမတို့စာလံထဲမှာလည်းကျမတို့ဘာပြောထားတယ်လဲဆိုတော့ထာဝရဘုရားပေါ်မှာမွေးလျော်ခြင်းရှိပါကိုယ့်ရဲ့မွေးလျော်ခြင်းကကိုယ့်မျိုးသမီးပေါ်မှာလည်းမဟုတ်ပါစေနဲ့ကိုယ့်သားသမီးပေါ်မှာလည်းမဟုတ်ပါစေနဲ့ကိုယ့်ရဲ့အလုပ်ပေါ်မှာလည်းနော်ပျော်နေကိုယ့်ဘန်းအကောင့်ကြည့်ပြီးတော့လည်းမဟုတ်ပါစေနဲ့ကိုယ့်ရဲ့နှလုံးသားပျော်မွေ့ရာကဘုရားသခင်ပေါ်မှာပဲထာဝရဘုရားပေါ်မှာပဲဖြစ်ပါစေအဲ့လိုပြောလို့ရှင်နော်ကျမတို့စိတ်နှလုံးအလိုပြည့်စုံရသောခွင့်ကိုနော်ဘုရားသခင်ဝမ်းမြောက်ရင်ကျမတို့လည်းဝမ်းမြောက်မယ်အာမင်အတိုင်းပဲကျမတို့ကိုဘုရားသခင်ကပြောထားတာဖြစ်တယ်အဲဆိုရင်မှန်ကန်စွာရွေးချယ်ခဲ့တဲ့သူတွေအကြောင်းကျွန်မနည်းနည်းလေးပြောချင်တယ်เนาะကျွန်တော်တို့ရာခတ်ပြည့်တစားရာခတ်အကြောင်းကိုအားလုံးသိကြတယ်เนาะပြည့်တစားရာခတ်ဟာဆိုလို့ရှိရင်သူကဗာလဲဒီယေရခေါမြို့မှာနေထိုင်တဲ့သူဖြစ်တယ်သူကပြည့်တစားအလုပ်ကိုလောက်ကင်နေတဲ့သူဖြစ်တယ်ဒါပေမဲ့အဲ့ဒီချိန်မှာယောရှုနဲ့အဖွဲ့တွေကဂျော်ဒန်မြစ်ကိုဖြတ်ပြီးတော့မှဒီယေရခေါမြို့ကြီးကိုသူတို့ကသိမ်းပိုက်တော့မှာအဲ့ဒီချိန်မှာတရှို့2ယောက်ကိုသူတို့လွတ်လိုက်တယ်နော်သူတို့လွတ်လိုက်တဲ့အခါမှာဘာဖြစ်လဲဒီတရှို့တွေကသူတို့ဖမ်းမယ်လို့လုပ်တဲ့အခါမှာဒီပြည့်တစားရာခတ်ကနေပြီးတော့မှသူ့ကိုဖွက်ထားပြီးတော့မှသူကဘာလုပ်လဲနင်တို့ဖျားเจ้าငါကြားတယ်တဲ့နင်တို့ဖျားကနင်တို့ကိုအီဂျစ်ပြည်ကနေကယ်ထုတ်လာတယ်ပင်လယ်နီမှာဒီအီဂျစ်တွေကိုမြုပ်ပစ်လိုက်တဲ့အကြောင်းတွေဘုရားကဘလို့သူတို့ကိုအားကြီးစွာနဲ့ပို့ဆောင်ပေးခဲ့တယ်လဲဆိုတာသူကြားတဲ့အခါမှာဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းကဘာကနေလာလဲကြားနာခြင်းအပြင်လာတာဖြစ်တယ်ကျွန်တော်တို့အသက်တာထဲမှာလေသင်စုဘလောက်တောင်းလေယုံကြည်ခြင်းမတိုးပွားနိုင်ဘူးယုံကြည်ခြင်းတိုးပွားဖို့ဆိုရင်သ
တမန်တရားကိုကြားဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အဲကြောင့်ယုံကြည်သူတယောက်ရဲ့အသက်တာမှာလေကျမတို့လည်းဆုတောင်းပေးလို့မရဘူးကိုစံကြီးယုံကြည်ခြင်းတိုးပွားလာပါစေဆုတောင်းပေးလို့ရတယ်ဆုတောင်းပေးနေတယ်ဝိညာဉ်တော်သွေးဆောင်ပါစေဒါပေမဲ့ကိုယ်တိုင်ကခုနကသူပြောတယ်နှုတ်ပတ်တော်များကြားတဲ့အခါမှာကြံတဲ့အရာတွေကိုတကားပိတ်လိုက်တယ်လို့ဖြစ်သွားတယ်အာမင်အဲ့ဒီခါမှာသူ့ထဲမှာသူဘုရားကတတ်နိုင်တယ်ဆိုရက်ယုံကြည်ခြင်းကဝင်လာတာဖြစ်တယ်အာမင်အဲကြောင့်မလို့ဒီပြည့်တစားရာခတ်ဟာဆိုရင်လေသူ့ရဲ့ဘုရားเนาะသူတို့ရဲ့ဘုရားပေါ်မှာယုံကြည်ခြင်းသူ့ထဲမှာဝင်ရောက်လာတဲ့အခါမှာဘာဖြစ်လဲသူကနေပြီးတော့မှဒီလူနှစ်ယောက်ကိုဝတ်ထားပေးတယ်ဆိုတော့တကယ်တမ်းပြောရင်ဒီတချို့နှစ်ယောက်ကဘလို့နိုင်သိမ်းရမလဲဆိုပြီးတော့လာကြည့်တာမဟုတ်ဒီတိုင်းပဲသူတို့လာကြည့်တာဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲဂျေရခေါမြို့ကြီးကဘုရားသခင်ကငါဖြိုမယ်လို့ပြောပြီးသားနော်ပြိုကျမဲ့နေရာမှာရှိနေတာသူ့ရဲ့အိမ်ကလည်းကဲပြိုကျမဲ့နေရာမှာရှိနေတယ်နော်သမိုင်းပညာရှင်တွေရဲ့ဒီ archaeology အဲ့ဒီပြန်ပြီးတော့မြေတွေတူးဆွားတဲ့နော်ဒီလူတွေကကြည့်တဲ့အခါမှာဂျေရခေါမြို့ရဲ့မြို့ရိုးအနားလေးမှာဒီရခတ်ရဲ့အိမ်ကရှိနေတာဖြစ်တယ်တဲ့နော်ရှိနေတာဖြစ်တယ်ဆိုတော့မြို့ရိုးကအရင်ပြိုတာလေပြီးမှသူတို့ကမြို့ထဲကိုဝင်ပြီးတော့မှစစ်တိုက်တာဖြစ်တယ်ဆိုတော့ပြိုကျမဲ့နေရာမှာရှိနေတဲ့အိမ်ဖြစ်တော်ညာလေဘုရားသခင်ကဘာဖြစ်လဲရခတ်ဘုရားရဲ့လူတွေကသူ့ကိုဂျိုးနီတစ်ချောင်းဆွဲထားပါအဲ့ဒီခါမှာတင်တဲ့တင်မိသားစုဒီဂျိုးနီရှိတဲ့အိမ်ကိုဘုရားငါတို့မဖြစ်စီဘူးဆိုပြီးတော့မှဂတိပေးခဲ့ပြီးတော့မှသူတို့ပြန်ထွက်သွားတာဖြစ်တယ်တကယ်ပဲเนาะယောရှုနဲ့အဖွဲ့တွေအဲ့ဒီဂျေရီခေါမြို့ကိုခုနှစ်ပတ်ပြီးတော့မှမြို့ရိုးပြိုသွားတဲ့ခါမှာထူးထူးဆန်းဆန်းပဲမြို့ရိုးနားလေးမှာမြို့ရိုးနဲ့တောင်ဆက်နေတယ်ကျွန်တော်ပုံထဲမှာတွေ့တာเนาะမြို့ရိုးနဲ့တောင်ဆက်နေတယ်ဒါပေမဲ့ကြံတဲ့တစ်မြို့လုံးအဲ့ဒီအဝိုင်းတွေအားလုံးပြိုပြီးမယ်အဲ့ဒီဂျိုးနီတက်ထားတဲ့အရာခတ်ရဲ့အိမ်ကမပြိုမလဲပဲနဲ့ရှိနေတာဖြစ်တယ်အာမင်ဒါကစစ်မှန်စွာစစ်မှန်တဲ့အရာကိုရွေးရဲသွားတယ်ရာခတ်တို့မှလည်းသူ့ဖျားရှိတာပဲသူတို့တွေဂျေရခေါမြို့တွေကတခြားသောဖျားကိုကိုးကွယ်နေတာဖြစ်တယ်ဒါပေမဲ့ရာခတ်ကမှန်ကန်တဲ့စစ်မှန်တဲ့ဖျားကိုသိတဲ့အခါမှာထိုဖျားနဲ့သူ့ရဲ့လူတွေကိုစွန့်ပြီးတော့မှဒီစစ်မှန်တဲ့ဖျားကိုရွေးရဲသွားတာဖြစ်တယ်ကျမတို့သက်တာထဲမှာစစ်မှန်တဲ့ဖျားကိုတကယ်သိပြီးဆိုရင်ကြံတဲ့ຢာတွေကိုစွန့်ပြီးတော့မှရွေးရဲဖို့လည်းအရန်လိုအပ်တာဖြစ်တယ်အဲ့ဒီခါမှာဘုရားသခင်ကရာခတ်နဲ့မိသားစုကိုသင်ပြိုလဲရမယ်ပျက်စီးရမှာရှိပေမဲ့သင်ကိုပြိုလဲရတဲ့ခွင့်ကိုဘုရားကမပေးဘူးကဲတင်ချင်းကိုပေးတယ်ပြည့်တစားတယောက်ဖြစ်ပေမဲ့လည်းနောက်ဆုံးမှကျမတို့ကြည့်တဲ့အခါမှာဘာဖြစ်လဲယေရှုခရစ်တော်ဘုရားရဲ့ဆွေစဉ်မျိုးဆက်ထဲမှာပြည့်တစားရာခတ်ပါတယ်ဆိုတာကိုကျမတို့မဿဲတို့ပြန်ကြည့်တဲ့အခါမှာတွေ့ရတာဖြစ်တယ်အာမင်အကြောင်းမလို့သင်အခြေအနေကဘလို့ပဲဖြစ်ဖြစ်နော်ဒီတိုင်းဘုရားကိုလက်ခံယုံကြည်ရွေးချယ်လိုက်တဲ့နေ့ကနေစပြီးဘုရားခင်ကတာဝန်ယူသွားတာဖြစ်တယ်အာမင်နောက်ရုသဆိုရင်လည်းထိုနည်းတူ၎င်းပဲနော်ရုသရဲ့အကြောင်းကဘာလဲဆိုတော့ရုသအာမုံမျိုးသားဖြစ်တယ်အာမုံမျိုးသားတွေဘယ်ကနေဖြစ်ပေါ်လာတာလဲသိလားအာဗြဟံနဲ့အတူဘသူပါလာလဲလောတသူ့တူလေးပါလာတယ်နော်အာဗြဟံကိုဘုရားခင်ကခေါ်ထုတ်လိုက်တဲ့အခါမှာဒီသူလဲလောတပါလာတယ်ပါလာပြီးတော့မှသူတို့တွေနယ်မြေမှာအရန်လူတွေမဆန့်တော့တဲ့အခါမှာသူတို့ဗာလဲနယ်မြေတွေခွဲလိုက်တဲ့အခါမှာလောတကဘယ်ဘက်ကိုသွားလဲတောတုံနဲ့ဂေါမောရာရှိတဲ့နေရာဘက်ကိုသွားတယ်အဲ့ဒီကလူတွေအရန်ဆိုးသွားတဲ့အခါမှာဘုရားခင်စီရင်ပစ်လိုက်တယ်နောက်ဆုံးသူ့မျိုးသမီးကနောက်လှည့်ကြည့်တဲ့အခါမှာစားတိုင်ဖြစ်သွားတယ်အဲ့ဒါပြီးမှဘာဖြစ်လဲသူတို့ကမြို့ထဲမှာမနေရတော့ဘဲနဲ့တောင်ပေါ်မှာသူနဲ့သူ့သမီးနှစ်ယောက်နဲ့နေတဲ့ချိန်မှာသူ့သမီးနှစ်ယောက်ကသူ့ကိုအရက်မူးအောင်တိုက်ပြီးတော့မှငါဖေမျိုးဆက်ပြက်လို့မဖြစ်ဘူးဆိုပြီးတော့မှသူတို့သူ့ဖေကိုပြစ်မှားလိုက်တယ်နော်အဲ့ဒီကနေစင်းသက်လာတဲ့အမျိုးတွေဘုရားသခင်အလွန်ယုံမုန်းသောအမျိုးတွေဖြစ်တယ်ဆိုတော့ရုသကအဲ့ဒီအာမုံမျိုးသားအဲ့ဒီအမျိုးဖြစ်တယ်ဘုရားယုံမုန်းတဲ့ထဲကနေဖြစ်လာတဲ့သူဖြစ်တယ်ဒါပေမဲ့ထူးဆန်းအံ့ဩဖွယ်ရာနောမီကဣသရေလပြည်ကိုငါပြန်တော့မယ်ငါတိုင်းပြည်ကိုငါပြန်မယ်ဆိုပြောတဲ့အခါမှာဒီဖရားအကြောင်းကို तू သိတဲ့အခါမှာနော်သူ့ရဲ့အာမုံမျိုးသားတွေကိုးကွယ်တဲ့ဖရားတွေကိုစွန့်ပယ်ပြီးတော့မှနော်ရောက်ခမရဲ့ဖရားကကျမဖရားဖြစ်ပါစေဆိုပြီးတော့မှလိုက်လာတဲ့အခါမှာဘာဖြစ်လဲမှန်ကန်တဲ့ဖရားကိုသိပြီးတော့မှသူ့ရဲ့မြေတွေသူ့ရဲ့နော်နောက်ထပ်အိမ်ထောင် तू ပြုတ်လို့ရတယ်ဒီအရာတွေကိုအားလုံးစွန့်ပြီးတော့မှ तू ရောက်ခမနဲ့စစ်မှန်တဲ့ဖရားကိုရွေးချယ်ပြီးတော့မှလိုက်လာတဲ့အခါမှာတ
ဒါဝိမင်းကြီးရဲ့နော်အဖိုးအဘေးပေါ့နော်ဒါဝိမင်းကြီးမင်းဆက်ယေရှုခရစ်တော်ဖခင်ရဲ့မျိုးဆက်ကိုဘုရားသခင်ကဖြစ်ရတော့အခွင့်ကိုပေးတယ်။အော်စရာကြီးကျွန်တော်တခါဆက်ဆက်ဖတ်ခြင်းတော့ဆိုရင်ဘာဖြစ်လို့ရာခတ်ကိုဒီမျိုးထဲမှာထည့်တာလဲလူအနေနဲ့တော့စဉ်းစားရင်လက်မခံနိုင်ဘူး။ဒါပေမဲ့ဖခင်ကထည့်တယ်။သူ့ကိုရွေးချယ်လာပြီဆိုရင်သင်ရဲ့နောက်ကျောင်းမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့ဘုရားသခင်ခွင့်လွှတ်ပေးနိုင်တယ်။အာမင်။အဲကြောင့်မလို့ကျမတို့သက်တာထဲမှာစစ်မှန်စွာရွေးချယ်လာတဲ့အခါမှာကျမတို့ရဲ့နောက်ကျောင်းကိစ္စတွေအားလုံးဘုရားတာဝန်ယူပေးတယ်။အာမင်။ပြည်တစားရာခတ်ပြည်တစားဘဝနဲ့အဆုံးမသက်သွားဘူး။အာမုန်လူမျိုးဖြစ်တဲ့ရုသကနော်လူတွေဘုရားသခင်အလွန်ယူမုန်းတဲ့လူမျိုးဘဝနဲ့အဆုံးမသက်သွားဘူး။ဘုရားရဲ့လူမျိုးနွယ်ဖြစ်တဲ့ဣသရေလမျိုးနွယ်ထဲမှာသူတို့နှစ်ယောက်စလုံးပါဝင်ရတဲ့အခွင့်ကိုဘုရားကပေးတယ်ဆိုတာကိုကျမတို့သိရတာဖြစ်တယ်။ဒါကြောင့်မလို့ဘုရားသခင်စစ်မှန်စွာသင်သိလာပြီဆိုရင်ရွေးချယ်ရဲရအောင်။နောက်ဆုံးအနေနဲ့အာဗြဟံရဲ့အကြောင်းကျွန်မအရင်ဘက်ကလည်းအရင်ဘက်ကနည်းနည်းပပပြောပြသွားပြီနော်သူ့ရဲ့တူးတီးသောသားတော်ကိုတောင်းဖို့ပေးတဲ့အခါမှာကျမတို့ခါလေးအသက်တာထဲမှာဘုရားသခင်ကကျမတို့ကိုစုံစမ်းတဲ့ကာလစစ်ဆေးတဲ့ကာလကျမတို့ရှိကောင်းရှိနိုင်တယ်။ဘာလို့လဲဘုရားကျမတို့ကိုချစ်တယ်။ကျမတို့အချစ်ကိုသူကလည်းသိချင်တယ်နော်ဆိုတော့အဲ့လိုကာလတွေမှာစိတ်မပြတ်ရအောင်ဘုရားခင်ကိုတာ၍ချီးမွမ်းကြရအောင်ဘုရားခင်ကိုတာ၍ကိုးကွယ်ဖို့ရွေးချယ်ကြရအောင်အာဗြဟံကသူ့ရဲ့သားတူးတီးသောသားအသက်ကြီးမှရတဲ့သားအေးဇက်ကိုပူဇော်လိုက်တယ်ဒါပေမဲ့ဘာဖြစ်လဲပြန်ရှင်လာတယ်မသိဘူးဘုရားခင်ကသိရတဲ့ခွင့်ကိုမပေးဘူးအဲကြောင့်သင်ကကိုးကွယ်ခြင်းထဲမှာဆုံးရှုံးသွားတဲ့အရာတွေအားလုံးကဘာဖြစ်လဲဆုံးရှုံးခြင်းထဲကိုမရောက်ဘူး not the end အဆုံးထိကိုလုံးဝကိုမရောက်ဘူးအာမင်ဒါကြောင့်မလို့ကိုးကွယ်ခြင်းထဲမှာသင်တခုခုစွန့်လွတ်လိုက်ရတယ်ဆိုရင်ဘုရားသခင်တနည်းတစ်ဖုံနဲ့အမြဲတမ်းပြန်ပြီးတော့မှသင်ကိုအဲ့ဒီအရာထက်တာ၍ကောင်းသောအရာနဲ့ဘုရားသခင်ကကောင်းချီးပေးမှာဖြစ်တယ်အာမင်တခြားသောလမ်းနဲ့ဘုရားသခင်ကအမြဲတမ်းပို့ဆောင်ပေးမှာဖြစ်တယ်နော်ဆိုတော့ဒါကဘုရားသခင်ကတောင်းဆိုလို့ပေးလိုက်ရတဲ့အခါမှာကိုစုံစမ်းကိုစုံစမ်းခြင်းဘုရားသခင်ကကျမတို့ကိုစစ်ဆေးခြင်းတွေကြုံတွေ့တဲ့အခါမှာကိုးကွယ်ဖို့ရွေးချယ်တဲ့သူပေါ်မှာဘုရားသခင်ရဲ့ဆုံးနော်ယောဘဆိုရင်အကုန်လုံးဆုံးရှုံးသွားတာပဲခုနကကိုစံကြီးလည်းပြောသွားတယ်ကျမလည်းပြောချင်နေရတယ်အရန်ခွန်အားရသွားတယ်ဆိုတော့ယောဘဆိုရင်အကုန်လုံးဆုံးရှုံးသွားတာပဲနော်သားသမီးနောက်ဆုံးသူ့မိန်းမကပြောလဲတခါလေအပြင်ကလူတွေပြောတာဒီလောက်မနာဘူးနော်ကို့အမျိုးသားကို့အမျိုးသမီးကိုယုံကြည်စိတ်ချရတဲ့သူဘုရားက we are one လို့ပြောထားတဲ့သူကကို့လာပြောရင်ပူနာကျင်ရတယ်နင်ရတော့ငါ့ကိုမယုံတော့ဘူးလားဆိုသူ့အမျိုးသမီးကသူ့ကိုပြောလဲနင်ဖျားကိုလည်းနင်စွန့်ပြီးတော့မှနင်လည်းသေလိုက်တော့တဲ့အလောက်ထိသူမိမကသူ့ကိုပြောသွားတာဖြစ်တယ်ဒါပေမဲ့လည်းယောဘကဘာဖြစ်လဲမိမမိုက်ကဲတို့အဲ့လိုစကားမပြောနဲ့ဆိုပြီးတော့မှပြောပြီးတော့မှဖျားကိုပဲကိုးကွယ်ဖို့ဖျားကိုမပြစ်မှားဖို့နော်သူ့ခြေနေကိုကျွန်မကြည့်တဲ့အခါမှာလေဆုံးရှုံးခြင်းတက်မဟုတ်ဘူးနော်ကျွန်တော်တို့လက်မှာနော်အနာပေါက်တာလေးတောင်မှဘလောက်ခံစားကြရလဲကျွန်တော်ငငယ်တုန်းကဆိုရင်ဘာတွေပေါက်ဘူးလဲနော်အမျိုးဆိုရွာမှာဆိုတော့ဟိုဘာလဲသွေးစုနာဆိုတာရှိတယ်ပေါက်ဖူးကြလားမသိအရန်နာအရန်နာအဲ့ဒီဟာနာတာကလေဘာနဲ့မှနိုင်လို့မရဘူးအဲ့ဒါမှကျွန်မအဖိုးကလည်းလာညှပ်ပေးမယ်ဆိုတော့မှလေအိုးမမေ့နိုင်တဲ့နာကျင်ခြင်းထဲမှာအဲ့ဒါပါတယ်ဆိုတော့ယောဘအဲ့လိုတကွက်ကလေးပဲနာနေတာမဟုတ်ဘူးတကိုယ်လုံးအနာပေါက်နေတာဖြစ်တယ်စပင်အောင်မှမရှိရတော့ဘူးကတုံတုံလိုက်ရတယ်ခေါင်းပေါ်ထိအနာတွေကတက်ပေါက်နေတာဖြစ်တယ်တကိုယ်လုံးပေါက်နေတာဖြစ်တယ်အဲ့ဒီချိန်မှာကျမတို့ဒီလိုအခြေအနေနဲ့ဘုရားကိုရွေးချယ်နိုင်မလားစဉ်းစားကြည့်ရအောင်လူတွေကလည်းပြောတော့မယ်တငယ်ချင်းတွေကလည်းလာပြောပြီလေနင်ပါမားနေရလေလာပြောပြီလေနော်သူမိမလည်းနင်ကိုးကွယ်တဲ့ဘုရားမားနေတယ်လာပြောပြီလေဒီခေတ်မှာစဉ်းစားကြည့်တယ်တယောက်ယောက်ကအဲ့လိုဖြစ်ရင်စီရင်မဲ့သူအများကြီးရှိမယ်နင်ဖះနဲ့မမှန်ဘူးထင်တယ်နင်ဖះနဲ့မမှန်ဘူးထင်တယ်လာပြောမဲ့သူအများကြီးရှိတယ်ကိုနော် judge ချင်တဲ့သူရမ်းများမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒီຢာတွေကိုကြုံပါတယ်ယောဘလည်းကြုံပါတယ်ဒါပေမဲ့ဒီຢာတွေကိုကြော်လွန်ပြီးတော့မှသူဖះကိုရွေးချယ်လိုက်တယ်အာမင်သူတတ်တာထဲမှာတကယ်ပဲ double portion နော်နှစ်ဆသောကောင်းကြီးမင်္ဂလာနဲ့ပထမကလေး9ယောက်နောက်တစ်ခေါက်ပြန်မွေးတဲ့အခါမှာ14ယောက်အနာတွေလည်းပျောက်သွားတယ်သူ့သားသမီးတွေကအဲ့ဒီနေရာမှာ
အချောဆုံးနေအလှဆုံးနာမည်ကြီးဆုံးနေတောင်ဖြစ်ကုန်တယ်အာမင်ဒါကြောင့်မလို့ကိုးကွယ်ဖို့ရွေးချယ်တဲ့သူအတွက်ဆုံးသက်သွားတယ်ဆိုတာမရှိဘူးအာမင်အမြဲတမ်းဘုရားသခင်က double portion ပြင်ဆင်ထားပေးတာဖြစ်တယ်ကိုးကွယ်တဲ့သူအတွက်အာမင်ဒါကြောင့်မလို့ကျမတို့သက်တာထဲမှာစစ်မှန်စွာကိုးကွယ်ဖို့ရန်အတွက်ကျမတို့ရွေးရအောင်ခုနကျမတို့ပြောခဲ့သလိုပဲနောက်ဆုံးဒီပထမကျမ်းပိုက်ကိုပဲပြန်ပြီးတော့မှဖတ်ချင်တယ်ဘုရားသခင်ကပါလေနံဝိညာဉ်ဖြစ်တယ်ကိုးကွယ်တဲ့အခါမှာနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်ဝိညာဉ်ကထာဝရသွားမှာဖြစ်တယ်ခန္ဓာကတော့မြည်မုံဖြစ်လို့ဒီမှာပဲကြံခဲ့မှာဖြစ်တယ်ဒါကြောင့်ခန္ဓာကိုယ်ရဲ့ခဏတာလေစားခြင်းထဲမှာကျမတို့မမျောသွားရအောင်အသွေးသားရဲ့ခဏတာလေစားခြင်းထဲမှာကျမတို့မမျောသွားရအောင်ထာဝရကာလကိုနော်အမြဲတမ်းစာငတ်တတ်တဲ့ဝိညာဉ်ကိုကျမတို့ဥဆောင်ခိုင်းရအောင်အာမင်ဒါကြောင့်စာလံဆရာဆိုရင်စာလံအပိုင်ငယ်ခန်းကြီး103မှာဆိုရင်ပြောငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးလို့ကျမတို့ဝိညာဉ်ကိုနေ့ရက်တိုင်းမှာနိုးဆော်ရအောင်နိုးဆော်ဖို့လိုတယ်နော်ခန္ဓာကိုယ်ပဲကျမတို့အစာမကြွေးရအောင်ဝိညာဉ်ကိုလည်းငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးပါငါဝိညာဉ်ကိုဝိညာဉ်ကိုစကားပြောပြီးမှနိုးဆော်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အာမင်အဲကြောင့်မလို့ဝိညာဉ်အားဖြင့်ကိုးကွယ်ကြရအောင်အာမင်ကျမတို့နောက်သစ္စာတရားဖြစ်တဲ့ the truth ဖြစ်တဲ့တမန်တရားအားဖြင့်ကျမတို့ကိုးကွယ်ရအောင်နှုတ်ပတ်တော်အားဖြင့်ကျမတို့ရဲ့လှုပ်ဆောင်ချက်တွေအားလုံးကိုနှုတ်ပတ်တော်အားဖြင့်ပဲကျမတို့နှုတ်ပတ်တော်အမြင်နဲ့နှုတ်ပတ်တော်ဖွင့်ပြတဲ့အတိုင်းနေ့ရက်တိုင်းမှာခံယူတဲ့သူတွေကျမတို့အသက်တာထဲမှာဖြစ်ကြရအောင်ဆိုတာကိုဒီနေ့မှာပြောချင်တယ်ဒါကြောင့်မလို့ကိုးကွယ်မှုအိမ်ထောင်မရင်ပြန်ပြုလို့ရရင်ရသေးတယ်လူတွေကနည်းနည်းပပပြောရင်ပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့နော်ကိုးကွယ်မှုမှားလို့ရှိရင်ပြန်ပြင်လို့မရတော့ဘူးအခုနောက်ဆုံးသောကာလရောက်လာသည်ပဲထောင်းကိုယ်အသက်စာမီးစီကုံဆုံးသွားတယ်ပဲထောင်းကိုးကွယ်မှုမှားလို့ရှိရင်ကျမတို့ပြန်ပြီးတော့မှလှုပ်ဆောင်လို့မရတော့ဘူးနောက်ကြောင့်မလို့ယေရှုခရစ်တော်ဖခင်တပါးတည်းကပဲကယ်တင်ပိုင်ရှင်ဖြစ်တယ်နော်သူ့ရဲ့အသွေးတော်အားဖြင့်ကျမတို့တယောက်ချင်းစီတိုင်းရဲ့အပြစ်တွေအားလုံးကိုသူ့အပေါ်မှာယူပြီးတော့မှကယ်တင်ပေးတဲ့ဖခင်ဖြစ်တယ်နောက်ဆုံးတော့နည်းနည်းများပြီနောက်ဆုံးတစ်ခေါက်ဒီတစ်ခုလေးပဲပြောမယ်ယေရှုခရစ်တော်လှုပ်ဆောင်ပေးတဲ့အချက်နော်ကျမတို့မောရှေကိုအားလုံးသိတယ်နော်မောရှေကသူ့ရဲ့အမျိုးတွေဣသရေလလူမျိုးတွေကိုအီဂျစ်ပြည်ကနေခေါ်ထုတ်လာတဲ့အခါမှာပင်လယ်နီတွေလည်းဖြတ်ပြီးပြီဒါပေမဲ့သူတို့ဘာလုပ်လဲရေစားတယ်သူတို့ရောက်တဲ့နေရာမှာရေစားတဲ့အခါမှာကြောက်ကိုပထမရိုက်လိုက်တဲ့အခါမှာဘုရားကပြောလို့ရိုက်လိုက်တဲ့အခါမှာကြောက်ကနေရေထွက်လာတယ်သူတို့တောက်လို့ဝါကြတယ်နောက်တနေရာရောက်တဲ့အခါမှာလည်းဘာဖြစ်လဲအဲ့လိုပဲရေတွေကလိုအပ်လာပြန်တဲ့အခါမှာနှစ်ချက်သူစိတ်တူနဲ့စိတ်လက်တူစင်စရာပဲဣသရေလလူမျိုးတွေကအယံ့ဖြစ်တင်တာမောရှေနေငါတို့သေဖို့ခေါ်လာလားကျွန်တော်မခံနိုင်တော့ဘူးတဲ့ဆိုတော့ဒီမှာမောရှေကကြောက်ကိုနှစ်ချက်ရိုက်လိုက်တယ်ဒေါသနဲ့နှစ်ချက်ရိုက်လိုက်တယ်ရိုက်ပြီးတော့မှဘုရားသခင်ကသူ့ဘာပြောလဲမောရှေမင်းကိုယ်တိုင်လည်းခါနန်ပြည်ထဲကိုမဝင်ရဘူးလို့ပြောလိုက်တယ်ဒါဘာဖြစ်လို့ဘုရားသခင်ကစိတ်ဆိုးတာလဲကြောက်ကဘသူ့ကိုပုံဆောင်လဲယေရှုခရစ်တော်ဘုရားကိုပုံဆောင်တယ်ဘာဖြစ်လို့နှစ်ချက်ရိုက်တဲ့အခါမှာဘာဖြစ်လို့ဘုရားခင်စိတ်ဆိုးရလဲပြောပြမယ်နော်ရေးကြည့်ရကြောက်ကယေရှုခရစ်တော်ဘုရားကိုပုံဆောင်တယ်မောရှေရဲ့ရိုက်လိုက်ခြင်းကယေရှုခရစ်တော်ဘုရားရဲ့လက်ဝါးကတိုင်ပေါ်မှာကျမတို့အပြစ်တွေအတွက်အသေးခံပေးခြင်းကိုပုံဆောင်တာဖြစ်တယ်ဆိုတော့နောက်တနေရာဆက်သွားတဲ့အခါမှာမောရှေကနောက်တစ်ခေါက်ထပ်ရိုက်တယ်ယေရှုခရစ်တော်ဘုရားနောက်တစ်ခေါက်တင့်အတွက်အသေးခံပေးဖို့မလိုဘူးတခါပဲအသေးခံပေးခြင်းကထာဝရကာလထိလုံလောက်တာဖြစ်တယ်ဘုရားသခင်ရဲ့မောရှေရဲ့နော်ဒီဟာကိုရိုက်လိုက်တဲ့ဟာကခုနပထမယေရှုခရစ်တော်ဘုရားရဲ့ကယ်တင်ခြင်းကိုမလုံလောက်ဘူးလို့ပြောတဲ့အရာနဲ့လှုပ်ဆောင်တဲ့နော်ဒါကြောင့်ဓမ္မဟောင်းမှာလှုပ်တဲ့အရာတွေအားလုံးကပုံရိပ်ဖြစ်တယ်ဘုရားသခင်ကစိတ်ဆိုးတယ်ဒါကြောင့်ကျမတို့အသက်တာထဲမှာခရစ်တော်ဘုရားရဲ့လှုပ်ဆောင်ပေးခြင်းကဘုရားသခင်စီမှာသွားဖို့မလုံလောက်ဘူးလို့သင်စိတ်ထဲမှာထင်နေတယ်ဆိုလို့ရှိရင်ဘုရားလှုပ်ပေးတဲ့ကျေးဇူးတော်ကိုစော်ကားတဲ့သူဖြစ်တယ်ဘုရားသခင်စိတ်တော်မတွေ့ဘူးယေရှုခရစ်တော်ကအသွေးပေးပြီးပြီအသေးခံပြီးပြီနောက်ထပ်လူတချို့ကပြောမယ်နင်ကောင်းမှုကုသိုလ်လုပ်ဖို့လိုသေးတယ်နော်ကျင့်ဖို့လိုသေးတယ်အော်တချို့လူတွေကပြောတယ်စိတ်ကလေးအသွေးတွေထပ်ပူတော့ပါဦးနေပြောတဲ့သူရှိတယ်နော်ကျွန်တော်တို့ online ထဲမှာကျွန်တော်အများကြီးတွေ့တယ်ကိုယ်တိုင်လည်း
ကြုံတဲ့သူတွေကျွန်တော်ပြောတာကျွန်တော်ကြားဘူးတယ်ထပ်လှုပ်ရှားမလို့ယေရှုခရစ်တော်ရဲ့တခါတည်းအသေးခံပြီးတော့မှပူဇော်ပေးခြင်းကထာဝရကာလတိုင်အောင်လုံလောက်တယ်လောကလူသားအားလုံးအတွက်လုံလောက်တယ်ဒါကြောင့်မလို့ယေရှုခရစ်တော်ဖခင်ကိုယုံကြည်တဲ့သူတယောက်တိုင်းကဘုရားသခင်ရဲ့နိုင်ငံတော်မှာဝင်စားခွင့်ရှိတဲ့သူတွေဖြစ်တယ်ဘုရားရွေးချယ်တဲ့သူတွေဖြစ်တယ်ဘုရားမိသားစုဝင်တွေဖြစ်တယ်သေပြီးတာနဲ့ကောင်းကင်နိုင်ငံဝင်ခွင့်ရမယ့်သူတွေဖြစ်တယ်ကျွန်တော်လည်းမသိဘူးဒီနေ့ကျွန်တော်မျိုးသား share ထားလို့ကြည်လိုက်တော့ဒီလောကမှာနော်ကမ္ဘာမှာ IQ အမြင့်ဆုံးသူ့ရဲ့ IQ က286ရှိတယ်တဲ့ကိုရီးယားလူမျိုးဖြစ်တယ်ဒီလူကစဉ်းစားပြီးတော့မှဘာဖြစ်လဲယေရှုဘုရားကိုလက်ခံလိုက်တယ်သူ့ရဲ့ IQ နဲ့ဖွင့်ပြခြင်းရသွားတယ်ဘာလဲကျမတို့ရဲ့မှတ်ဉာဏ်ကျမတို့ရဲ့မသိနိုင်ဘူးလူကသိပြီး the death is not the end သိပြီးသွားတယ်ဆိုတာမဟုတ်ဘူးတချို့လူတွေကအရာခသိမ်းတဲ့ကနေကင်းပြောက်ခြင်းလို့သိတဲ့လမ်းကိုရွေးကြတယ်ဒါပေမဲ့သေပြီးမှတကယ်ပြဿနာစမှာယေရှုကိုမရထားပြီဆိုရင်သေပြီးမှတကယ်ပြဿနာစမှာဂျိုနေမှာနော်ဂျိုတွေပါရင်လည်းဖြစ်နေမှာနော်ကောင်းကင်နမန်ဂျိုရာလို့ချင်းလားယေရှုဂျိုရာလို့ချင်းလားဂျိုတွေနဲ့လားဂျိုရာလို့ချင်းလားနှစ်လမ်းပဲရှိရမိတ်ဆွေဒီနေ့မှာရွေးချယ်ဖို့ရန်အတွက်အလွန်ရေးကြီးတာဖြစ်တယ်အဲ့ဒီ IQ အမြင့်ဆုံးလူကဘာဖြစ်လဲဆိုတော့လူပါတဲ့သေပြီးမပြီးသွားဘူးတဲ့ memory တွေတောင်မှ iCloud တွေထဲမှာထားရင်အခုကျမတို့ပြောတဲ့အတန်တွေတောင်မှမပျောက်သွားဘူးအတန်လှိုင်းနေနဲ့လုံးဝရှိနေမှာအဲ့ကြောင့်ကျမအရင်တော့ပြောဘူးအတင်းပြောရင်လည်းနည်းနည်းကြည့်ပြောကြနော်မပျောက်သွားဘူးဖြစ်တယ်ဒီအတန်လှိုင်းတွေကဆိုတော့အယံကိုအရေးကြီးတာဖြစ်တယ်လူရဲ့ဝိညာဉ်မပျောက်သွားဘူးဘုရားသခင်ရဲ့အသက်ကိုမှုတ်သွင်းပြီးတော့မှကျမတို့ရှိတဲ့သူတွေဖြစ်တယ်နော် iCloud ထဲမှာထားတဲ့ data တွေမပျောက်တယ်လို့ပဲတဲ့ဒါကြောင့်မလို့အဲ့ဒါတွေကို तू စဉ်းစားပြီးတော့မှယေရှုပြောတယ်ငါကလန်ခီတမန်တရားအသက်ဖြစ်တယ်ဆိုတဲ့ဟာကိုယုံကြည်သွားပြီးတော့မှဒီ IQ အမြင့်ဆုံးလူကယေရှုခရစ်တော်ဘုရားကိုလက်ခံရရှိသွားတယ်ဆိုတာကိုနောက်ဆုံးအနေနဲ့ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မှာဘာသာရေးတသက်ထဲမှာပဲသင်ကျင့်နေသလားကျမတို့ပြန်ပြီးတော့မှစဉ်းစားကြရအောင်အာမင်ခဏလို့ကျမတို့တူတူကမတည့်ရကြရအောင်ခုနဂျေဇုတော်မှာတပါးဆိုတဲ့တခြင်းနဲ့ဘုရားသခင်ကိုတူတူကပြန်ပြီးတော့မှကိုးကွယ်ဝတ်ပြုရအောင်ဒီနေ့မှာစစ်မှန်သောကိုးကွယ်ခြင်းထဲမှာဝင်ခြင်းနဲ့ဝိညာဉ်တော်ဘုရားကျွန်ုပ်ကိုလမ်းပြပါဆိုပြီးတော့မှပြန်ပြီးတော့မှဆက်ကပ်ခြင်းနဲ့သူရှိရင်လည်းဒီတခြင်းကိုဆိုတဲ့အချိန်မှာကိုယ့်ရဲ့တတ်တာတွေကိုပြန်လဲဆက်ကပ်ပါဝိညာဉ်ရဲ့အလိုကိုမဟုတ်ဘဲနဲ့ခန္ဓာကိုယ်အသွေးသားရဲ့အလိုကိုပဲနေ့စဉ်လိုက်မိနေတယ်နော်ပြန်ပြီးတော့မှဘုရားကိုငါတောင်းပန်ပါတယ်ဒီနေ့ကနေစပြီးတော့မှစစ်မှန်သောကိုးကွယ်ခြင်းထဲမှာကျွန်ုပ်ကိုခေါ်သွားပါကျမတို့ကိုယ်တိုင်မတက်နိုင်ဘူးဝိညာဉ်တော်ဘုရားကပဲကျမတို့ကိုလှုပ်ဆောင်ပေးနိုင်တယ်ကျမတို့ထဲမှာအသက်ရှင်ပေးနိုင်တယ်နောက်ထိုယေရှုကိုသင်မရရှိသေးဘူးမယုံကြည်တယ်ဆိုရုံနဲ့မပြီးသေးဘူးနော်လူတယောက်ကပန်းချန်ထဲမှာတယောက်ကိုမိတယ်နေယေရှုကိုယုံကြည်သလားဆိုတော့ယုံတာပေါ့သူပြောတာတွေလည်းငါလိုက်လုပ်တာပေါ့တကိုးရှင်တယောက်နဲ့ယုံတာနော်ယေရှုကိုကိုယ့်ရဲ့မိမိရဲ့ကိုယ်ပိုင်နေနဲ့မရမချင်းကသင်တို့သက်တာထဲမှာပြဿနာရှိနေသေးတယ်စစ်မှန်သောဘုရားကိုရရှိခြင်းမဟုတ်သေးဘူးဆိုတာကိုပြောချင်တာဖြစ်ပါတယ်ခဏလောက်ဒီကဒီချင်းလေးနဲ့ကို